တဲ့ကပြောတာပဲငါတို့ rap တွေကိုဘယ်လိုမှသဘောမထားနဲ့အချင်းစဆုံးမအားလုံးကမျောသွားခဲ့ motivated or hated ရုံးမချနဲ့ rap လုပ်တာမင်းတို့တွေကလောပါနဲ့အဲ့လိုနဲ့တာတာမဲ့နေတယ်အပေါ်သားပဲဒီခေတ်ကလာ rap တဲ့ပုံသဘောတရားလဲအပြစ်ရှာတတ်ပုံတဲ့လောကတဲ့ဘဝမှာရေးကြည့်တဲ့တပ်ပညာအာနာဝေးကြီးနဲ့ထွက်ခွာမသွားငါချရှင်းမိတဲ့ rap စာသားအချိန်ကလာလေးခုတော့ပြဿနာများချတော့လူတွေနဲ့ခါသွားဒီကဘာကြီးနဲ့လူတွေရဲ့ပြဿနာများငါကကြီးကအာတီအခရာဂျာတရာပြီးမရင် Brazil တမထွက်ပါပါတင်းညာနဲ့ rap စာသားကဘာမီလီယံလူတွေနာကြီးတယ်မသူတွေကကြီးကြံမသူတွေသာသီးစံလူတွေမှာတင်းညာ level မတူနေတာတီးခံပူနေတာအကြီးတန်းတက်တဲ့ဖြူတွေနဲ့မှပြည်လာဖီးခံမလက်ကရဘာပါတွေဆိုနေမှမသိတဲ့ rap စာသားကိုအဖြစ်ရှာနေကြတဲ့လူတွေကြားတဲ့မနက်စာအရှုံးကြီးတဲ့လမ်းကိုရှောက်လို့မျက်နှာသာမရပေမဲ့ rap ထားချအခုထိတော့ဘာကောင်မှမဟုတ်သေးပါအဲ့လိုဘာကောင်ညာကောင်ဖြစ်ဖို့ rap ထုံမရဲပါတောက်ဖို့မလုံချေးกว่าခေါင်းကိုငုံပေးထားမင်းတို့ကုန်သွေးစာနေလို့မျက်ရှိတုပ်ပေးတာရှုပ်သေးတာဘွားကိုလှုပ်ပြင်းမလားငါလိုလိုက်လုံနေတော့လဲငါလိုမဟုတ်သေးပါ